position လေးလေသူက juni short မှာပေါ့နော်သူကတော့ half step down လို့ခေါ်တာပေါ့တဝက် short မယ်တဝက် short လဲဆိုတော့သူကကျိုးတွေ6ကျိုးလုံးကိုအတန်တဝက်စီ short တာပေါ့အောက်ဆုံးကျိုး E ရဲ့နေ E flat 2ကျိုး B ရဲ့နေ B flat ပေါ့နော်အဲ့လိုပဲ3ကျိုး G ကို G flat 4ကျိုး D ကို D flat 5ကျိုး A ကို A flat အပေါ်ဆုံးက E ကျိုးကိုလည်း E flat ပေါ့အားလုံးကို half step down လုပ်လိုက်မယ်ပြီးတော့မှသူက position ကတော့သူက A key ပုံစံနဲ့ပဲတီးမှာပေါ့နော် D တို့ပေါ့နော်intro သူစဝင်တာကတော့ D ကော့ရယ်နောက်ဒီဘက်ကိုခုနပုံစံတိုင်းပဲတိုးလိုက်တယ် E ကော့ရောက်သွားတာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါလေးကသူ့ရဲ့ note stand ဖို့အတိုင်းဆိုတော့ 1B မှာ 1B မှာ၄လုံးရှိတဲ့ထဲက1ရယ် A ရယ်ပေါ့နော်ပထမဆုံးအချက်ရယ်နောက်ဆုံးအချက်ရယ်1ရယ် A ရယ်အလဲE ရန်ကိုဖြောက်ပြီပေါ့နော်နောက်ဒီ E ကိုကြားရချင်း 2V ရဲ့ N မှာကြာပါမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ sustain ဆိုတဲ့ဒီမြင်းကွေးလေးနဲ့ဆက်ထားတာပေါ့နော်မတီးရတဲ့ note ကလေးတွေပေါ့နော်ရိုင်းလိုက်ကြည့်တာပိုရှင်းမှတယ်နော်နောက်တစ်ခေါက်ကျတော့1ဂျိုးကနေ2ဂျိုး3ဂျိုးဒီ E ကိုကင်ထားတာအောင်မှာ1ဂျိုး2ဂျိုး3ဂျိုးလေး3ချက်တီးမယ်အဲ့ဒါလဲစောစော note stand ဖို့အတိုင်းဆိုရင်တော့သူက1ရဲ့ sorry ဒါဟိုကြောက်ပါနော် 3B ကိုကြောက်တော့ 3A 4ပေါ့နော်4ရဲ့ N ပေါ့နောက်ပြီးတော့တခါနောက်တစ်ကြောကျတော့စောစောလိုပဲ D နဲ့ E နဲ့ဝင်တာပေါ့နော်မပဲ E set 4လေးနဲ့အဓိကတီးရမယ်ဒီ3ကျိုးတွေပဲတီးရမယ်နော်အောက်3ကျိုးပဲအဓိကတီးမယ် E set 4 E E set 4 E ဟုတ်နော် down 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 နောက်တစ်ကြော၄ကြောမြောက်ကြတော့ F ထိသွားမယ်ဟုတ်ပြီနော်စောလေ down 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 ကိုသူရဲ့ 4V ကနေစပြီးတော့နောက်တစ်ပါးအထိအပြည့်တီးတာပေါ့နော်ဒါ intro သူ guitar စဝင်နေရတယ်intro လေးပေါ့နောက်အဓိကတီးရမယ် main riff ကျတော့ဒီ5ဂျိုး open နဲ့ဒီ4ဂျိုးဟာလေး hammer လေးနဲ့ပေါ့နော် hammer ကသူ9နဲ့9နဲ့ပေါ့နော်အဲ့ဒါလေးပေါက်တယ်အဲ့ဒါကို5ဂျိုးနဲ့တွဲတီးတယ်ဟုတ်ပြီနော်နောက်ပြီးရင်တခါဒုတိယပြီးကျတော့အဲ့ခုဖိလက်စားပဲထပ်တီးတယ်ဟုတ်ပြီနော်ပြီးရင်ဒီခွန်6 5ဆိုတဲ့ဖူးဂျိုးဟာကို pull off လုပ်လိုက်တော့ဒါကိုသူ60 triplet ခေါ်တာပေါ့3ပြီး3လုံးတီးရအောင်နော်ပြီးရင်ဒီထိတ်ကိုပြေးပြီးတော့ hammer A ကော့အဲ့တော့ပေါင်းလိုက်ရင်အမြန်တီးမယ်ဆိုရင်ဒီလိုဖြစ်သွားတော့နော်ဒါပြီးနောက်တစ်ပါးကျတော့ C ကော့ပေါ့နော် C ကော့မှာဒီ4 3 2အဲ့ဒါတစ်ချက်တီးပြီးရင်ဒီ3ဂျိုးလေးကို hammer လေးလာတယ်ဟုတ်ပြီနော်ပြီးရင်5ဂျိုးနှစ်ချက်တီးမယ်ပြီးရင်နောက် D ကော့ဒီဘက်အဲ့ဒီကိုပြီးတာနဲ့ C ကိုပြန်လာပြီး hammer လေးလာမယ်ဟုတ်ပြီနော်နောက်ပြီးအပေါ်နှစ်ကြိုးပြန်လာတယ်
A နဲ့ခုပြောတဲ့ဟာနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒီလိုဖြစ်သွားတာပေါ့နော်နောက်တစ်ကြော်လဲအဲ့လိုပဲ A ကခုန riff ပဲဒီနေရာမှာနောက်ဆုံးပြီးမှာ A ကိုမချတော့ဘူးနဲ့ D ကိုသွားတီးတယ်ပေါ့နော်အဲ့ဒါကျတော့4ကျိုးရယ်3ကျိုး2ကွက်ရယ်နှစ်ကျိုးရဲတီးမယ်နော်နောက်ပြီးဟမ်းမလာမယ်အဲ့ဒါက4ကျိုးကို open ကနေဒုတိယကွက်ပေါ့နော်နောက်အောက်က3ကျိုးအလွတ်ပြီးရင်5ကျိုးကို3 5နောက်ပြီး4ကျိုးလွတ်တယ်နောက်ပြီးဒီမှာ5ကျိုးပဲ2 3နောက်ပြီးရင်တခါအဲ့ဒီ3ရဲ့နေ3 2 open ကို pull out လုပ်လိုက်တာပေါ့ဒါလဲ60 triplet ပေါ့နော်ပြီးတော့မှအပေါ်ကျိုးတက်မှာပေါ့နော်အေကိုဒီမှာပြီးတော့မှာနော်အဲ့ဆိုပေါင်းနေဆိုရင်ဒါဆိုရင်သူ main A read နဲ့ D ကိုကူးတဲ့နေရာဆိုရင်အားလုံးပေါင်းပြီဆိုရင်ဒါက intro ရော bass ရောဒီဟာတွေကိုပဲနှစ်ကြော့စီတီးတာပါပဲဒီ၄ပါးကိုနှစ်ကြော့စီတီးတာပါเนาะဒီ chorus ကိုဝင်တဲ့အချိန်ကျတော့ D ကိုပေါ့เนาะ D ကိုသူသွားမှာက down up down up down down up down up down အဲ့တော့မှ down up နှစ်ချက်က break ထည့်မှာပေါ့เนาะဟုတ်เนาะဒါကတဝက်စာပေါ့เนาะတဘာတီးမယ်ဆိုရင်နှစ်ခါပေါ့ဟုတ်ပြီအဲ့ D တဘာပြီးသွားပြီဆိုရင်နောက် G အဲ့ခုန D ပုံစံအတိုင်းပဲဒီဘက်ကိုလာမယ် G ပြီးရင်တခါ D ပုံစံဖြစ်သွားတယ်ဒီမှာ3 2 1ကလက်သန်းထောက်မှာပေါ့နော်ပေါင်းလိုက်မယ်ဆိုရင်နောက်မယ် A ကိုရောက်သွားမယ် A ကိုကျတော့အဲ့လိုပဲ A4 ပါမှာပေါ့နော်ဒီမှာ2 2 3ကိုထောက်မယ်ဟမ်းမာလေးနဲ့ပေါ့နော်ဟုတ်ပြီနော်နောက်ပြီးရင်ဒီခုပြောတဲ့ A4 ရဲ့နောက်ဒီဘက်က2 2 5ခွက်ကိုထောက်မှာနော်ဟုတ်နော်ဟုတ်နော်ဒီလိုလေးခက်ချက်လေးနည်းနည်းပြောင်းသွားမှာပေါ့နော်အဲ့ဒါအဲ့ဒါပေါင်းမယ်ဆိုရင်ခက်ချက်လူးတာလေးတော့အသေးစိတ်မှပြောတော့နောက်ပြီးရင်သူကဘာ G ကိုဝင်သွားတယ်ဗောနော်ဒါလေးဝင်ပါနော် G ကိုနှစ်ချက်တီးမယ်1 2ပေါ့နော်1 2ဟုတ်နော်6 5နောက်2ကွယ်နောက်3ကွယ်ကိုဖိတဲ့ချင်း C ကိုတန်းချမယ်အဲ့ဒီချိန်မှာဒီလက်သန်းလေးက2ကျိုးကိုထောက်ထားဖို့လိုတာဗောနော်အဲ့လိုနောက်အောက်က plugin ပုံစံလေးထပ်ပြီးတော့ညှက်ထည့်တာပေါ့နော်အဲ့ G ကိုခုနလိုနှစ်ချက်တီးမယ်1 2နောက်3 and 4 and နောက်3 you open 3 1 2ကိုတီးမယ်နော်လက်သန်းလေးထောက်ထားမယ်2 you อ่ะပြီးရင်1 2 3ပြီးရင်တက D နဲ့ E နဲ့ပတ်တန်လေးပေါ့နော်အခုစောစောက chorus တုံးတီးသလိုမျိုးပေါ့ဒါကြောင့်နည်းနည်းကြိုပြီးရွှေ့တယ်သဘောပါတယ်နော်အဲ 2BA off မှာနောက်တစ်ခုကြိုရွှေ့တယ်ဟ
အဲ့လိုပုံစံလေးကို D နဲ့ E နဲ့တလဲစီတီးသွားတယ်အဲ့ဒါကိုနှစ်ခါတီးတယ်ပေါ့နော်နှစ်ပါးတီးတယ်အဲ့လိုလေးပုံစံသွားတယ်နောက်ပြီးဒုတိယခေါက်ကျတော့သူက plugin ပုံစံဒီ F chord ကိုမှဒီ4ကြိုးရယ်3ကြိုးအလွတ်တန်ရယ်2ကြိုး1ကွက်ရယ်ဘောနော်16のပုံစံတွေပဲအားလုံးကတော့ရောထွေးနေတယ်ပေါ့နော်နောက်ပြီး C chord ကိုမှသူက first inversion ပေါ့ဒီ E note ကိုပဲယူတီးတာပေါ့နော်ဆိုရင်လက်တန်းရဒီ2ကြိုးထောက်ဖို့လိုတယ်အဲ့ဒါကဘာဝက်ပေါ့နော် F နဲ့ခုပြော C နဲ့အဲ့ဒါ D နဲ့ E နဲ့တော့ဒီပြီးရင်ခု F နဲ့ C နဲ့ဝင်ရတာပေါ့နော်ဒီဟာလေးဝင်သွားတာပေါ့နောက်ဆုံးမှလည်းအဲ့ဒါတွေပဲပြန်ကြော့မယ် intro music ကို riff ကိုပြန်တီးတယ်ပြီးရင် bass လာမယ် chorus လာမယ်ခုပြောတဲ့ plugin လေးနဲ့ပဲနှစ်ကြော်တီးပြီးဆုံးသက်သွားတာပေါ့နော်တချင်းရဲ့ပုံစံအကြမ်းမြင်ရတော့ဒါဆိုရင်အဓိကနေရာတွေကိုတေချာလေး notes လေးနဲ့တွဲပြီးတော့မှတ်ထားရင်ပို့ပြီးအဆင်ပြေတာပေါ့နော်